ကဘာဝိပဿနာဆရာကြီးကိုရင်ကအပြည်ပြည်ဆိုင်ရာဓမ္မဂေရီဝိပဿနာအဖွဲ့မြန်မာနိုင်ငံမိကိုရကျန်းကိုအနေနဲ့ကတော့ဆယ်ရတရားဘက်ဓမ္မဒေသနာဒေါက်တာတော်ချီချီဝင်းမြန်မာပြန်ဤတသမနေ့ဓမ္မဒေသနာစာ309 310 311 Discord Data အပိုင်းနှစ်တရားကိုစပြီးကျင့်သုံးပွားများလာပြီဆိုရင်တရားရဲ့ကိုအင်္ဂါတွေကလည်းတိုးပွားလာကြပါတယ်ဒီထဲမှာအင်္ဂါနေ့ရအားဖြင့်ယောဂီတဦးဟာဓမ္မလမ်းစဉ်မှာဘလောက်ခရီးရောက်နေပြီလဲဆိုတာကိုသိနိုင်ပါတယ်ပထမအင်္ဂါရက်ကတော့ကိုချိုးကိုမမျှော်မှန်းမဲ့သူများအချိုးအတွက်ကိုဆောင်ရွက်မှုထမ်းဆောင်မှုဖြစ်ပါတယ်တရားမှာရင်းချက်လာပြီဆိုရင်ငါဆိုတဲ့အစွဲဟာနည်းနည်းလာပြီးတကူကောင်းကြံစင်စိတ်တွေပြောက်ကွယ်လာပါတယ်အဲ့ဒီအခါကျတော့တေရဝအကျိုးကိုဆောင်ရွက်ရမှာကိုချိုးကိုမျှော်ကိုချက်တွေမပါတော့ပါဘူးကိုချိုးကိုမျှော်ကိုတဲ့လူကတော့အလားလာတစ်ခုကိုရလို့ရများလောက်ကင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဖျားရှိခိုးတာတောင်မှတခုခုကိုလိုချင်လို့တောင်းတလို့လည်းဖြစ်တတ်ပါသေးတယ်လူတဲ့တန်းနဲ့ဆိုရင်အ ਨੇ ဆုံးနာမည်လိုချင်လို့ကြော်ကြားခြင်းလို့လည်းဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်လူတအုပ်တယောက်ကိုဒါမှမဟုတ်ရင်လည်းအသင်းအဖွဲ့တစ်ခုခုကိုစေတနာဝန်ထမ်းအလုပ်ဆောင်ရွက်ပေးတာတွေဟာလည်းကိုချိုးအတွက်အလားလာကိုမျှော်ကိုလို့လည်းဖြစ်တတ်ပါတယ်ငါဆွဲတွေပျောက်ကွယ်လာပြီဆိုရင်တော့ယောဂီဟာတရားမှတည်မြဲလာပါတယ်တရားတည်မြဲလာတယ်ဆိုရင်ငါဆွဲရပျောက်ကွယ်လာပါတယ်အဲ့ဒီအခါကျတော့သူများတွေအတွက်ဆောင်ရွက်ပေးတာတွေကအကူအညီမဆဖို့ရာတတ်ပဲဖြစ်ပါတယ်ပူပူပြီးလူတွေများများဟာလည်းအများဆုံးအကျိုးခံစားနိုင်စေဖို့ဆိုတဲ့မောမြတ်တဲ့မေတ္တာကရုဏာစေတနာတွေနဲ့ဆောင်ရွက်ပေးလာပါတယ်ဒါဟာဒီပုဂ္ဂိုလ်ဟာတရားမှာတိုးတက်နေပြီဆိုတာကိုပြတာပါပဲတရားအလုပ်တာတောင်မှငါအတွက်ဘာအကျိုးရှိမှလဲဘယ်သူတွေဘာဖြစ်ဖြစ်ငါဂရုမစိုက်ပါဘူးငါလွတ်မြောက်ရင်ပြီးတာပဲလို့စိတ်ထားတွေရှိနေရင်တော့ဒီပုဂ္ဂိုလ်ဟာမလွတ်မြောက်နိုင်သေးပါဘူးဒီလိုစိတ်ထားမျိုးနဲ့ငါဆွဲကိုပို့ပြီးပွားများစေပါတယ်ကိုကျိုးကိုအလားလာကိုလုံးဝမမျှော်ကိုပဲသူများတွေရဲ့ကောင်းကျိုးကိုဘယ်လိုဆောင်ရွက်ရပါမလဲလို့စင်ကြယ်တဲ့မေတ္တာပြုနာစေတနာနဲ့ဆောင်ရွက်ခြင်းဟာတရားရဲ့တိုးတက်မှုရှိမရှိအတိုင်းအထွာတစ်ခုဖြစ်ပါတယ်တရားမှာတိုးတက်မှုရှိမရှိနောက်အတိုင်းအထွာတစ်ခုကတော့သူကျေးဇူးကိုတည်တတ်မှုဖြစ်ပါတယ်ကိုကသူများကိုကိုညီဆောင်ရွက်ပေးတဲ့အခါမှာတော့အလားလာကိုမမျှော်ကိုရပါဘူးဒါပေမဲ့ကိုကသူများစီကတခုခုပစ္စည်းအကူအညီအထောက်ပံ့အကြံဉာဏ်ဘာပဲဖြစ်ဖြစ်ရတယ်ဆိုရင်တော့သူကျေးဇူးကိုတည်တတ်တဲ့စိတ်ကိုပွားများရပါတယ်ဒါဟာတရားရဲ့ဂုဏ်တရားပါပဲမြတ်စွာဘုရားဟာ10ပါးသောပါရမီတို့ကိုလေးအသင်ချင်းနဲ့ကဘာတသိန်းဖြည့်ပြီးဘုရားဖြစ်တော်မူတဲ့အခါမှာမိမိတအိုးတဲ့နိဗ္ဗာန်ချမ်းသာကိုခံစားဖြစ်မနေပဲတတဝအားလုံးဆင်းရဲကလွတ်မြောက်အောင်အတိုင်းမရှိတဲ့အပမာဏမေတ္တာတော်အပမာဏဂယုဏတော်တွေထားရှိပြီးသူရရှိထားတဲ့တွေးရှိထားတဲ့တရားကိုဝေငှပေးသနာတော်မူပါတယ်ဘုရားဖြစ်တော်မူပြီးအသက်ရှင်သမျှကာလပတ်လုံး45နှစ်တိုင်တရားကိုဖြန့်ချီတော်မူပါတယ်တရားရပြီးတဲ့ဘိက္ခုတွေကိုလည်းသဗ္ဗထာဘိက္ခဝေစာရိကံဘဟုဇနဟိတယဘဟုဇနဒုက္ခယလောကနုကမယအထာယဟိတယဒုက္ခယဒီဝမနုဿာနာလို့မိန့်တော်မူခဲ့ပါတယ်အဓိပ္ပာယ်ကတော့ယဟန်တို့ဒေသစာရေးနှိမ့်လေကြကုန်လို့လူများတို့အကျိုးစီးပွားအလို့ငါလူအများတို့ချမ်းသာခြင်းအလို့ငါလောကကိုအစဉ်သနာခြင်းကကြီးပွားစေခြင်းအကျိုးကအယရှိမျက်နာသို့သွားချပြီးတရားဓမ္မကိုဟောကြားဝေငှကြပါလေလို့မိန့်တော်မူပါတယ်အများကောင်းကျိုးအတွက်ကိုကျိုးမငယ်ပဲဆောင်ရွက်ချက်ဖြစ်ပါတယ်မြတ်စွာဘုရားကဒီလိုဆောက်လိုက်တော့တဆင့်နဲ့ဆရာတွေကဒီကမ္မထန်ကြီးကိုဘာမှမယောနှောစေဝဲသူငကူမူလအတိုင်းပဂတိအစစ်အမှန်ဖြစ်နေအောင်ထင်းထင်းဆောက်ရှောက်လာခဲ့တဲ့အတွက်ကြောင့်အခုယောဂီတို့ဟာဒီတရားကိုကျင့်သုံးနိုင်ကြခြင်းဖြစ်ပါတယ်ဒီတရားဟာတရားစစ်တရားမှန်ဟုတ်မဟုတ်ဆိုတာကိုသူ့ကိုကျင့်သုံးပြီးထူးခြားတဲ့အကျိုးကျေးဇူးရှိမရှိဆိုတာမှတည်ပါတယ်ကောင်းတဲ့ဆက်ပြမှန်ရင်တော့ခြေတွေအညစ်ကြေးတွေကိုချွတ်မှအမှန်ပါပဲဒီတရားနည်းဟာလည်းကိလေသာအညစ်အကြေးကိုတကယ်အမှန်ချွတ်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်မြတ်စွာဘုရားနဲ့တကွအဆက်သင်ကြားပြသခဲ့တဲ့ဆရာသမားတွေကိုအထူးပဲကျေးဇူးတင်သင့်ပါတယ်။သူတဦးရဲ့ကျေးဇူးကိုတည်တတ်ဖို့ရာကအင်မတန်ကိုအရေးကြီးပါတယ်။ဒီဆိုင်ရာဓမ္မဂီရီဝိပဿနာအဖွဲ့မြန်မာနိုင်ငံဓမ္မပပတ္တဝိပဿနာရိပ်သာပို့ကိုပြန်လည်ပူဇော်ခြင်းဖြစ်ပါတယ်ရှင်။